အိမ်တော်ရေးဒုက္ခဆိုတာနှင်းတို့ကိုကြည့်ပြီးပြောတာပဲဖြစ်ရမယ်မိတ်ဆွေတငယ်ချင်းတွေဆုံတာဒီစကားကိုကြားရတဲ့အခါကျမရင်ထဲမှာဂုဏ်ယူဝမ်းမြောက်မှုတွေနဲ့ပြည့်နှက်သွားတတ်ပါတယ်ကျမခင်မုန်းကိုတီဟာပတ်ဝန်းကျင်ကအားကြရတဲ့စံပြယောက်ျားတစ်ယောက်ပါအလောက်ကင်လဲအောင်မြင်တယ်လို့အိမ်တော်ရှင်မဖြစ်တဲ့ကျမအပေါ်မှာလဲအရေးကြီးကြီးနဲ့ဂရုစိုက်တက်လွန်သူပေါ့ကျမတို့လက်ထပ်ခဲ့တာ10နှစ်တောင်ပြည့်ခဲ့ပြီမနက်၄နာရီကျမနိုးလာရင်ကတင်မေးမှာသူဖျော်ပေးထားတဲ့ကော်ဖီပူပူလေးတစ်ခွက်အမြဲရှိနေတတ်တယ်ချစ်စနီးလေကော်ဖီတောက်ပြီးမှထားတော့နော်လို့နှစ်ပူးလေးကိုဖွားဖွားနမ်းပြီးအလုံသွားတတ်တယ်သူ့ရဲ့အကျဉ်းသားတွေဟာကျမဘဝရဲ့အသက်ရှူပေါက်လေးတစ်ခုလိုဖြစ်နေခဲ့ပါပြီအိမ်အောင်သက်ကြာလာပြီမယ်ကျမတို့ကြားကချစ်ချင်းမြတ်တာတွေဟာနှွေးထွေးနေစေလက်ဆက်နေစေလို့ကျမအပိုင်ယုံကြည်ထားခဲ့ပါတယ်ဒီလိုပြည့်စုံတဲ့အိမ်အောင်ရေးတစ်ခုဖြစ်လာဖို့ကျမဘက်ကလည်းအများကြီးပေးဆက်ခဲ့ရပါတယ်အိမ်တော်မကြခင်ကကျမဟာနိုင်ငံခြားကုမ္ပဏီတစ်ခုမှာလစာကောင်းကောင်းရတဲ့မန်နေဂျာတစ်ယောက်ပေါ့ဒါပေမဲ့ကိုတီဟာရဲ့ကိုပိုင်စီးပွားရေးစတင်တဲ့အချိန်မှာတော့သူအရန်ပင်ပန်းနေတာကိုကျမမကြည့်ရခဲ့ဘူးနှင်းကိုအလုပ်တွေတစ်ဖက်နဲ့အိမ်ကိုဂရုမစိုက်နိုင်တော့ဘူးနှင်းအလုပ်ထွက်ပြီးအိမ်မှာပဲနနနေပါလားကွာကိုရှာချွေးပါမယ်လို့သူကတောင်းဆိုခဲ့တယ်ကျမချစ်ရတဲ့ယောက်ျားရဲ့အောင်မြင်မှုဟာကျမရဲ့အောင်မြင်မှုပဲဆိုတဲ့စိတ်နဲ့ကျမရဲ့ရည်မှန်းချက်တွေအိမ်မက်တွေကိုဆွန့်လွတ်ပြီးအိမ်အောင်ရှင်မဘဝကိုခံယူခဲ့ပါတယ်။သူ့အတွက်နေ့စဉ်ဟင်းလျာတွေကအစအာဟာရဖြစ်အောင်ကိုယ်တိုင်ချက်ပြုတ်တယ်။သူ့အင်ဂျီတွေကိုကိုယ်တိုင်ပဲမီးဘူးတိုက်ပေးတယ်။ကျမရဲ့အချိန်တွေငယ်ရွယ်မှုတွေအားလုံးကိုတီဟဆိုတဲ့ကဘာငယ်လေးထဲမှာပဲအမြင့်တွေစိုက်ပျိုးခဲ့ပါတယ်။ကျမရဲ့ဆွန့်လွတ်မှုတွေဟာဒီနေ့ခံစားနေရတဲ့အိမ်အောင်ရေးဒုက္ခအတွက်အဖိုးအခတွေလို့တွေးပြီးကျေနပ်နေခဲ့မိတယ်။ဒါပေမဲ့ပြည့်စုံလုံးတဲ့ပကြီကားတစ်ချက်မှာမမြင်ရတဲ့အကြောင်းတွေရှိနေတဲ့မှန်ကျမသတိမထားမိခဲ့ဘူး။လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီးကိုတီဟာခီးထွက်တာတွေများလာတယ်။နေဘက်မှာလုပ်ငန်းခွဲတွေဖွင့်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့တစ်လကို3-4ရက်လောက်အိမ်ပြန်မလာဖြစ်ဘူး။ပြန်လာတိုင်းလဲကျမအတွက်တန်မိုးကြီးလက်ဝဲရတနာတွေအမတ်တရပစ္စည်းတွေအမြဲဝယ်လာတတ်တယ်။နှင်းကိုထားခဲ့ရလို့အရန်လွမ်းနေတာလို့ပြောရင်လက်ဆောင်တွေပေးတဲ့အခါတိုင်းကျမကတော့သူ့အလုပ်တွေပင်ပန်းနေတာကိုတော့ကိုချင်းမစာပဲတနာမိနေသေးတယ်။ဒီနေ့ကိုတီဟာရေချိုးနေတော့သူ့ရဲ့ခီးဆောင်အိတ်ကိုကျမရှင်းပေးခဲ့တယ်။အဲ့ရဲ့အောက်ခြေအကန့်လေးထဲမှာတေးသေးချာချာခောက်ထားတဲ့စေးကန်းပြပြေစာလေးတစ်ရွက်ကိုတွေ့လိုက်တယ်။စေးကန်းနာမည်ကခလေးစေးကန်းတစ်ခုလူနာနာမည်နေရာမှာမောင်တုတအသက်2နှစ်လို့ရေးထားပြီးဖခင်နေရာမှာတော့ဦးတီဟာတဲ့ကျမလက်တွေစက်ခနဲ့တုံသွားတယ်ဒါပါလေတိုက်ဆိုင်လာလားလို့ကိုအတင်းညင်းဆန်ရင်ရင်တွေပူလာတယ်အိတ်ကိုစက်မွေကြည့်လိုက်တော့အောက်ဆုံးမှာဖုံးကွယ်ထားတဲ့ဖုန်းအဟောင်းလေးတစ်လုံးကိုတွေ့လိုက်ရတယ်ဖုန်းကပတ်ဆွတ်ခတ်မထားဘူးဂယ်လရီထဲကိုဝင်ကြည့်လိုက်တဲ့အခိုက်အတန့်မှာတော့အဲ့ဒီချိန်မှာကျမရင်ဘတ်ထဲကစူးကနေနာသွားတယ်အသက်ရှူရတာချက်လာပြီးနှလုံးခုန်တန်တွေရက်တန့်သွားသလိုခံစားလိုက်ရတယ်ဖုန်းလေးကဓာတ်ပုံတွေထဲမှာကိုတီဟရဲ့မိန်းမတစ်ယောက်ရဲ့ကလေးငယ်လေးတစ်ယောက်ရဲ့3ယောက်သားကိတ်မုတ်ခွဲနေတဲ့ပုံပန်းချန်ထဲမှာလမ်းလျှောက်နေတဲ့ပုံကလေးလေးကိုတီဟကပခုံးပေါ်တင်ထားတဲ့ပုံတွေဓာတ်ပုံတိုင်းမှာသူတို့မိသားစုလေးဟာအရန်ကိုပျော်ရွှင်နေခဲ့ကြတယ်ပိုပြီးရင်ကွဲဖို့ကောင်းတာကအဲ့ဒီမိန်းမရဲ့ပိုက်ဟာခက်ရွှဲရွှဲလေးဖြစ်နေပြီးဒုတိယကိုဝင်ကိုလွယ်ထားပုံရတယ်ကျမရဲ့10နှစ်တာအိမ်အောင်ကြီးကျမယုံကြည်ခဲ့တဲ့အိမ်အောင်ကြီးဒုက္ခဆိုတာတဲထဲမှာစောက်ထားတဲ့ရဲတိုက်လိုပဲချက်ချင်းပြိုကျသွားခဲ့ပါပြီကျမခြေထောက်တွေခွေရိုင်ကျသွားပြီးချမ်းမြေပေါ်ထိုင်ချလိုက်မိတယ်မျက်ရည်တွေကပူလောင်စွာနဲ့ပါးပြင်ပေါ်စီးကျလာတယ်ကျမရဲ့အချစ်တွေကျမရဲ့ဆုံးလုံးမှုတွေကျမရဲ့ယုံကြည်မှုတွေအားလုံးဟာတခြားမိန်းမတစ်ယောက်နဲ့ကလေးတွေအတွက်အကာအကွယ်လုပ်ပေးတဲ့ခြံစည်းရိုးတစ်ခုသာဖြစ်နေခဲ့ပြီလားရေချိုးကန်းတွေကကိုတီဟာထွက်လာတော့ကျမ်းမြေမှာပြန့်ကျဲနေတဲ့ဓာတ်ပုံတွေနဲ့ဖုန်းကိုကြည့်ပြီးသူ့မျက်နှာသွေးဆုပ်သွားတယ်။နှင်းကိုရှင်းပြပါရစေအဲ့ဒါကလေသူ့စကားတွေအထစ်နဲ့ဖြစ်နေတယ်။ကျမသူ့ကိုမျက်ရည်တွေကြားကနေဆူဆူရဲကြည့်လိုက်တယ်။ရှင်းပြမယ်ဟဲ့လားဘာကိုရှင်းပြမှာလဲ။ရှင်ဟိုမှာကလေးတစ်ယောက်ရှိနေတာနောက်ထပ်တစ်ယောက်တောင်ထပ်မွေးတော့မှာကိုရှင်းပြမှာလား။ကျမကိုအယူလုပ်ပြီးဒီအိမ်မှာဟန်ဆောင်ကောင်းကောင်းနဲ့ဇက်ကပြနေတာဘလောက်တောင်ကြာပြီလဲကိုတီဟာသူကျမရှိမှဒူးထောက်ချလိုက်ပြီးကျမခြေစလုံးတွေကိုဖက်ခါငိုပါတော့တယ်နှင်းရကိုမသွားပါတယ်အဲ့ဒီကောင်မလေးကနေမှာအလုတ်သွားလို့တုန်းကမတော်တဆဖြစ်သွားခဲ့တာပါကိုသူ့ကိုမချစ်ပါဘူးကလေးရသွားလို့တောင်းဝင်ယူလိုက်ရရုံပါကွာကိုတကယ်ချစ်တာနှင်းတယောက်တည်းပါနှင်းကိုဆုံးရှုံးရမှာကြောက်လို့ကိုဖုံးထားခဲ့တာပါကိုကိုမထားခဲ့ပါနဲ့နှင်းရနော်
သူ့စကားတွေကြားရလေကျမယွန်ရှာမိလေပါပဲတကယ်ချစ်တယ်ဆိုတဲ့စကားကိုညဉ့်ညမ်းအောင်သူလုပ်ရက်ခဲ့တယ်မိမတယောက်ကိုတာဝန်ယူထားပြီးနောက်မိမတယောက်ကိုလည်းလိန်ညာပေါင်းတင်နေတဲ့သူ့ရဲ့တကူကောင်းဆန်မှုတွေကကျမကိုရင်ခွဲမတက်နာကျင်စေခဲ့ပြီရှင်ကျမကိုချစ်တာမဟုတ်ဘူးကိုတီဟာရှင်ကိုရှင်ပဲအချစ်ဆုံးပါရှင်ရဲ့လူမှုရေးဂုဏ်သိက္ခာအတွက်ကျမကိုဇနီးဖြစ်ပြသထားပြီးရှင်ရဲ့တာယာမှုအတွက်ကြတော့ဟိုမှာမိသားစုတစ်ခုတိဆောက်ထားတာလေရှင်တိတ်ရက်ဆက်တယ်ကျမတို့ကိုတွန်းဖယ်လိုက်ပြီးအဝတ်စားတချို့ကိုအိမ်ထဲကောက်ထည့်လိုက်တယ်ကျမအိမ်ကဆင်းလာတဲ့နေ့ကမိုးတွေအရန်ရွာလို့နေခဲ့တယ်တငယ်ချင်းတွေဆွေမျိုးတွေကကျမကိုနားချကြတယ်ယောက်ျားတွေဖောက်ပြန်နေဆိုတာရှိတဲ့စမြဲပါပဲနှင်းရဲ့သူကနှင်းကိုတရားဝင်မယားဖြစ်မြောက်စားထားတာပဲခွင့်လွှတ်လိုက်ပါနော်ဒီလောက်ပြည့်စုံနေတဲ့အိမ်အောင်ရေးကြီးကိုအပြတ်မခံပါနဲ့တဲ့ဒါပေမဲ့သူတို့မသိတာကအပြင်ပန်းမှာပြည့်စုံလှပနေတဲ့ပန်းသီးတစ်လုံးဟာအတွင်းထဲမှာပိုးကောင်တွေကြိုက်ဖြက်လို့ပုတ်ပွနေပြီဆိုတာပါပဲကျမရဲ့တိတ်ခါကျမရဲ့မာနနဲ့ကျမရဲ့ဖြူစင်တဲ့အချစ်တွေကိုဖျက်ဆီးခဲ့တဲ့ယောက်ျားတစ်ယောက်ကိုလင်ယောက်ျားဆိုတဲ့ခေါင်းစဉ်အောက်မှာဆက်ပြီးတီးခန့်မပေါင်းနိုင်တော့ပါဘူးကွာရှင်းစာချုပ်ပေါ်မှာလက်မှတ်ထိုးပေးလိုက်တဲ့နေ့ကကိုတီဟာအယမ်းငိုခဲ့တယ်သူ့ဘဝရဲ့အလားပဆုံးအရာတစ်ခုကိုဆုံးရှုံးလိုက်ရပြီဆိုတာသူသိသွားပုံရပါတယ်ဒါပေမဲ့ကျမမျက်ရည်မကျခဲ့ဘူး။နာကျင်မှုတွေကအဆုံးစွန်ထိရောက်သွားတဲ့အခါလူကသွေးအေးသွားတတ်တယ်လေ။ကျမရဲ့အချင်းကြီးဖြစ်ခဲ့ရတဲ့၈နှစ်တာအချိန်တွေကိုနှမျောမိပေမဲ့နောက်ထပ်၈နှစ်ကိုထပ်ပြီးအလိန်ခံရမယ့်ဘဝကနေလွတ်မြောက်လာတာကိုပဲကျေးဇူးတင်ရမှာပါ။ဘဝသင်ခန်းစာတစ်ခုအနေနဲ့ရခဲ့တာကတော့အိမ်အောင်ရေးဒုက္ခဆိုတာငွေကြေးတွေပြည့်စုံနေတာပတ်ဝန်းကျင်ကအားကျအောင်ဟန်ဆောင်ပြသနိုင်တာတွေနဲ့တိုင်းတာလို့မရဘူး။အိမ်အောင်ရေးတစ်ခုရဲ့တကယ်အနှစ်သာရဟာအပြန်အလှန်ယုံကြည်မှုရိုးသားမှုနဲ့တစ္ဆာစောင့်တည်မှုတွေပေါ်မှာပဲအခြေခံပါတယ်။အပေါ်ယံလှပနေတဲ့အိမ်အောင်ရေးတစ်ခုရဲ့နောက်ွယ်မှာလိန်ညာမှုတွေရှိနေခဲ့ရင်အဲ့ဒီအိမ်အောင်ရေးဟာအချိန်တန်ရင်ပြိုကျပျက်စီးရမယ်ရွှေရောင်လိုးထားတဲ့ငရေကန်တစ်ခုတသက်တာဖြစ်ပါတယ်။လူတယောက်ကိုအချစ်ကြီးချစ်မိတာကိုယ့်ရဲ့တန်ဖိုးနဲ့သိက္ခာကိုတော့ဘယ်တော့မှအနှင်းခံစရေခံလို့မဖြစ်ဘူးဆိုတာကျမဘွားရဲ့နာကျင်ဆုံးအတွေ့အကြုံကနေသင်ခန်းစာတစ်ခုရလိုက်ပါပြီ။